reading ကိုအမှတ်ပြည့်60ရစီကိုအဓိကလိုအပ်တဲ့လိုအပ်ချက်တွေကိုပြောပြပေးမယ်ဒီ reading ဖြေနေအတန်းကိုရှိတယ်ဆိုလို့ရှိရင်စိတ်ဝင်စားလား reading မှာက vocabulary တွေသိရမယ် grammar တွေသိရမယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့ဒီ GLPT reading မှာသူ့ရဲ့ tips တွေသူ့ရဲ့ tricks တွေရှိပါတယ်အဲ့တော့ကျွန်တော်တို့ကဒီလိုအပ်ချက်တွေကိုသိသွားလို့ရှိရင်ကျွန်တော်တို့ reading ကိုလေ့လာတဲ့အခါမှာလမ်းကြောင်းကအများကြီးလွယ်ကူရိုးရှင်းသွားမှာဖြစ်ပါတယ်ဒီတစ်ခေါက်လာမယ့် GLPT အတွက် reading ဖြေနေအတန်းကိုစီစဉ်ထားပါတယ်အရင်တော့ဆိုရင်ကျွန်တော် reading ဖြေနေနဲ့ပတ်သက်လို့ရှိရင်ဒီ all question video class တဲမှာဒီ reading တွေကိုသင်ရင်းနဲ့ပြောပြလေးရှိပါတယ်ဘယ်ချက်တွေဖတ်ဖို့လိုတယ်အကုန်လုံးဖတ်ရမယ်လို့မဆိုလို့ကိုလိုတဲ့ချက်ကိုပဲရွေးပြီးတော့ဖတ်မှာဖြစ်ပါတယ်ဒါပေမဲ့ဒီတစ်ခေါက်ကျတော့အရင်နဲ့မတူတော့ဘဲနဲ့ reading ဖြေနေကြီးပဲတီးသန့်ပြောပြမယ်သင်တန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘာသာမှကြက်စရာမလိုဘူးနားထောင်နေအောင်တတ်တတ်ပဲတကယ်လို့ဒီအားတွေကိုနားထောင်ပြီးတဲ့အခါမှာ reading နဲ့ပတ်သက်ပြီးတော့ပို့ပြီးတော့ဘလို့လွယ်ကူရိုးရှင်းတဲ့လမ်းကြောင်းတွေရှိမလဲ reading ကဘလို့ချင်းကပ်ရယ်ဘလို့ဖြည့်ရယ်ပို့ပြီးတော့အဆင်ပြေလဲစာရီကတကယ်တော့အကုန်အများကြီးဖတ်စရာလိုသလားဒါတွေနဲ့ပတ်သက်ပြီးတော့အစဆုံးရှင်းပြထားတာဖြစ်ပါတယ်အဲ့တော့ဗီဒီယိုကtotal မှာအပုံ20ကျော်လောက်ရှိမယ်အဲ့တော့ဒါကကျွန်တော်ရဲ့အခုအသစ်ဖွင့်မဲ့ reading ဖြည့်နည်းသင်တန်းဖြစ်ပါတယ်အဲ့တော့ reading နဲ့ပတ်သက်တဲ့လှုပ်ဝက်ချက်တွေ reading နဲ့ပတ်သက်တဲ့ရိုးရှင်းတဲ့ဒီ tricks တွေကိုပြောပြပေးမယ်သင်တန်းဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ဒီဗီဒီယို20မှာဘာတွေပါမလဲဆိုရင်တော့အဓိကအဖြစ်တော့ module 4ခုခွဲပြီးတော့သင်ပေးမှာဖြစ်ပါတယ်နံပါတ်1 module ကတော့ the mentality လို့နာမည်ပေးထားပါတယ်အဓိကအဖြစ်တော့ကျွန်တော် reading ဖြည့်တဲ့အခါမှာထားမယ်စိတ်နေစိတ်ထားเนาะဘယ်လိုအပိုင်းတွေကိုကျွန်တော်ရွေးချယ်ဖတ်ရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ပေးထားတဲ့ module ဖြစ်ပါတယ်ဒီမှာဗီဒီယို5ပုတ်6ပုတ်ပါပါမယ်နံပါတ်2 module 2ကကြတော့ကျွန်တော်တို့ the structure လို့ပေးထားပါတယ်ဒီမှာကျတော့တိဆောက်ပုံတွေနဲ့ပတ်သက်ပြီးတော့ပြောပြထားတယ် sentence တိဆောက်ပုံတွေ paragraph စာပိုက်တွေကိုဘယ်လိုမျိုးတိဆောက်ထားတယ်ပြီးလို့ရှိရင်ကျွန်တော်ဒီ reading မှာအရင်အရေးကြီးတဲ့ grammar အပိုင်းတွေစကားဆက်တွေဒီစာပိုက်တွေဖွဲ့စည်းပုံတွေပြီးလို့ရှိရင်ဒီကျွန်တော်တို့ keyword တွေဒါတွေနဲ့ပတ်သက်ပြီးတော့ပြောပြပေးတာဖြစ်ပါတယ်ကျွန်တော် module 3ကကြတော့ the question ဖြစ်ပါတယ်the question ဆိုတဲ့အပိုင်းမှာကျတော့ကျွန်တော်မေးခွန်းတွေကိုသင်ပေးရဖြစ်ပါတယ် GLPT မှာဘယ်လိုမေးခွန်းတွေမေးသလဲဥပမာ exam ပြောမှဆိုလို့ရှိရင်ကျွန်တော် N2 မှာဆိုလို့ရှိရင် AB ပု္ပ္ပစာတွေစပြီးပါဝင်လာတယ် AB ပု္ပ္ပစာဖြည့်နည်းတွေပါမယ်ဇယားပု္ပ္ပစာတွေအတွက်ဇယားပု္ပ္ပစာဖြည့်နည်းတွေပါမယ်ဒါအပြင်ကိုမှကျွန်တော်တို့ကဒီရိုးရိုးမေးခွန်းအပုတ်ကြိုအပုတ်လက်အပုတ်ရှည်ဒီမေးခွန်းပုံစံတွေမှာမေးလေးမေးထားရှိတယ်ကျွန်တော်တို့မေးခွန်းတွေရှိရပါတော့ဒါရပါလဲဆိုရင်တော့ကျွန်တော်အများစုသိကြတဲ့ရင်းတာပု္ပ္ပစာတွေပြီးလို့ရှိရင်ကျွန်တော်တို့စာရေးတွေထင်မြင်ကြတယ်အစရှိသဖြင့်ပေါ့ဒီ GLPT မှာမေးလေးရှိရမေးခွန်းပုံစံတွေနဲ့ပတ်သက်ပြီးတော့ဒီလိုအပ်တဲ့ဘယ်မေးခွန်းပုံစံဆိုရင်ဘယ်လိုမျိုးဖြေတာဘယ်လိုချင်းကပ်တာကောင်းပါတယ်အဖြေကိုဘယ်လိုရှာရမလဲဆိုတာနဲ့ပတ်သက်ပြီးတော့သင်ပြပေးထားတာဖြစ်ပါတယ်ပြီးတော့နောက်ဆုံး module 4မှာ module 4မှာကြတော့ကျွန်တော်အဓိကအားဖြင့်တော့ the tricks လို့ခေါင်းစဉ်ပေးထားတာနဲ့အတူကျွန်တော် GLPT အတွက်လိုအပ်တဲ့နီလန်းတွေလိုအပ်ချက်တွေကိုမျှဝေထားတာဖြစ်ပါတယ်ဒီမှာဆိုလို့ရှိရင်ကျွန်တော်တို့ GLPT အတွက်အရေးကြီးဆုံး reading technique ဖြစ်တဲ့ scanning နဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုသင်ပေးထားတယ်ဒါအပြင်ကျွန်တော်တို့တချို့ဟာတွေဆိုအရင် tricky ဖြစ်တဲ့အပိုင်းတွေဖြစ်တဲ့ဥပမာ စိတ်မင်းတွေကိုအလှည့်ပြောင်းဘယ်လိုသုံးတယ် paraphrase ခရယ်တွေဘယ်လိုမျိုးလုပ်တယ်လဲဒါရင်းနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးထားတဲ့ module ဖြစ်ပါတယ်အဲ့တော့ total အနေနဲ့ module 4ခုပါဝင်မှာဖြစ်ပါတယ်အဲ့တော့ read ဖြစ်နေအတန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်အချက်လက်တွေကိုတော့ကျွန်တော်နောက်ပြီးလို့ရှိရင်ပြန်ပြီးတော့မျှဝေပေးမယ်သင်မဲ့သင်ခန်းစာခေါင်းစဉ်တွေကိုလည်းချပြပေးမှာဖြစ်ပါတယ်အဲ့တော့ဒါတွေကိုကြည့်ပြီးတော့ကိုယ်ကစိတ်ဝင်စားတယ်ဆိုလို့ရှိရင်သင်တန်းတက်လို့ရသင်တန်းကြီးကလည်းအများကြီးဖြစ်မှာမဟုတ်ပါဘူးသင်တန်းကြီးကလူတိုင်းတက်နိုင်မယ်အဆင်ပြေမဲ့သင်တန်းကြီးကိုပဲယူထားဖြစ်ပါတယ်အဲ့တော့တကယ်လို့ဒီသင်တန်းစိတ်ဝင်စားရဆိုလို့ရှိရင်တော့ comment မှာအခုချက်ချင်းတစ်ခုခုမှန်ခဲ့ပေးပါကျွန်တော်သင်တန်းဖွင့်တဲ့ခါကျလို့ရှိရင်ပြန်ပြီးတော့ဆက်သွယ်ပေးမယ်ပြီးရင်သင်တန်းဖွင့်တဲ့ခါကျရင်လည်းဗီဒီယိုပြန်ပြီးတော့ဗီဒီယိုတင်ပြီးတော့ကြေညာပေးမှာဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ် read နဲ့ပတ်သက်ပြီးတော့အမှတ်60ရအောင်ဖြည့်နိုင်မဲ့သင်တန်းဖြစ်ပါတယ်